ဒီနေ့မနေ့စင်ကယ်မြို့ကဆရာကင်မောင်နဲ့တွားတွေ့တာဖြစ်ပါတယ်ဒီမှာသူတို့ဝတ်ပြုတဲ့အဆောင်ကငလျင်တန်ကြောင့်ပျက်စီးသွားတာဖြစ်ပါတယ်ဒီဘက်ကမိဖို့ခန်းဆရာချင်းနေပြောပြပါအောင်ဆရာတို့တင်းတော်ကအင်ချီဘလောက်လူဦးရေဘလောက်ပြီးတော့အဲ့ဒီငလျင်ရဲ့တန်ဘလို့ချင်းနေကြောင့်ဒုက္ခရတယ်လဲဆိုတာပြောပြလို့ရမလားဆရာပြောပြလို့ရပါတယ်အတင်းကျွန်တော်တို့ရဲ့အတင်းတော်စတင်ဒါဖြစ်ပါတယ်အတင်းတော်ကြတော့နာမည်ကြတော့ကျွန်တော်အဘိနိယမီရှင်ချက်လို့ခေါ်ပါတယ်ကျွန်တော် AG မန္တလေး section 2မှာကျွန်တော်ပါဖြစ်ပါတယ်ကျွန်တော်ဒီငရင်လောက်တဲ့နေ့မှာအဲဒီမှာကျွန်တော်ထိုင်ရင်းနေတဲ့အခါမှာဒီမှာကလေးအိတ်တယ်ဒီမှာအမကမိဖို့ချက်မှာအလုံးလုံးတယ်အဲမှာတခါလေဒီလိုမျိုးတုံသွားတဲ့အခါမှာတခါလေကြာသွားတယ်တိတ်မကြတိဖို့ဒီလိုမျိုးဟာသွားတယ်အဲ့ဒါနဲ့ကလေးမနေဆိုတာဒီမှာလေမီးမဖြုတ်ကြည့်တဲ့အတွက်ကြောင့်ကလေးမနေပြောတဲ့အခါမှာမခဲလီမာဒီတိုင်းတဲ့မနေဒီလိုမျိုးလောက်တာနဲ့ချက်ချစ်ဒီလိုပွိုက်သွားတယ်ကျွန်တော်အမကိုဘာမှမထီဘူးထိခါနေနေကျွန်တော်လည်းအကုန်လုံးဒီကလေးကိုမပြီးမှအဲ့ဒီနေမှာထွက်သွားတယ်ဆိုတာငရေကြီးအကြံကိုပြောပြ